ပြုံးရခတ်တဲ့သဘောထားတစ်ခုနဲ့ရှေ့ကိုမျှော်ကြည့်ရင်တလေးမငိမ့်အပြင်းမနေမို့တွေဆုံးဖြတ်ခတ်တဲ့နေလောရတို့ဖြတ်ကျော်နေထိုင်ရင်ဝေဟင်ပေါ်ကိုငေးမိတယ်ပါတော့အပြန်တင်ဟာစားငလေးမင်းထွက်စကောင်းတယ်ငြိမ်ချမ်းပါစေကပောင်ကြီးအေးချမ်းကြစေအေးချမ်းပါစေကပောင်ကြီးငြိမ်ချမ်းကြစေပြုံးရခတ်တဲ့သဘောထားတစ်ခုနဲ့ရှေ့ကိုမျှော်ကြည့်ရင်အလေးမငိမ့်အပြင်းမနေမို့တွေဆုံးဖြတ်ခတ်တဲ့နေလောရတို့ဖြတ်ကျော်နေထိုင်ရင်ဝေဟင်ပေါ်ကိုငေးမိတယ်ငိမ့်နိုင်မုံနိုင်ဆဲလိုက်ပါတော့အပြန်တင်ဟာစားငလေးမင်းထွက်စကောင်းတယ်ငြိမ်ချမ်းပါစေကပောင်ကြီးအေးချမ်းကြစေအေးချမ်းပါစေကပောင်ကြီးငြိမ်ချမ်းကြစေ